ခါနာခြင်းဝေဒနာတွေကိုတက်တာစီဖို့အတွက်ကျွန်တော်၄ချိန်ခံလေး၃ခုကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ဒူးလေးကိုထောင်ပြီးကျွန်တော်တို့လက်ကလေးတစ်ဖက်ကိုဘေးမှာချပြီးထားမယ်တင်ပါလေးပါအောင်ခါကိုပုံကြွနော်1 2 3 4 5ကျော်ဒီ၄ချိန်ခံကိုကျွန်တော်တို့၅ချိန်ပြုလုပ်ပြရမှာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့စိုက်တီကာဆိုတဲ့ဒီခါနာပေါင်ကန်းကိုတက်တာစီတဲ့၄ချိန်ခံလေးတစ်ခုကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်ဒူးလေးတစ်ဖက်ကိုကျွန်တော်တို့ထောင်လိုက်ပြီနော်ခြေထောက်တစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ဒူးတစ်ဖက်ကိုလာပြီးတော့ချိန်ထားမှာဖြစ်ပါတယ်ဒီချိတ်ထားတဲ့ဒူးကိုကျွန်တော်တို့ရှင်ဘက်ကိုရအောင်ကတ်ပါနော်ကတ်တဲ့အခါမှာကျွန်တော်တို့အောက်ကလက်ကလေးတားပြီးတော့ကျွန်တော်ကတ်တယ်နော်ကျွန်တော်တို့ဆွဲနိုင်တယ်များဆွဲထားပြီးတော့5စက္ကန့်ကျွန်တော်ထိပါမယ်ဒီဆိုရင်ကျွန်တော်တို့ဒါလေးကိုတစ်ဖက်ကို5ချိန်ကကျွန်တော်တို့ပြုလုပ်ပြရမှာဖြစ်ပါတယ်တတိယတစ်ခုအနေနဲ့ကတော့ဒီခါးပေးကြောတွေကိုပေါ့နော်ပြည်ရောတက်တာစီဖို့အတွက်၄ချိန်လေးတစ်ခုကိုကျွန်တော်ပြနော်ဒီလေးကိုထောင်းမယ်တို့ဘယ်ဘက်ညာဘက်ကစားပြရမှာဖြစ်ပါတယ်နော်ကျွန်တော်ဒီဘက်ကို5စက္ကန့်1 2 3 4 5ကျွန်တော်တို့ကိုဘက်ကို1 2 3 4 5အဲ့ဒါကိုကျွန်တော်တို့5ချိန်ပြုလုပ်ပြရမှာဖြစ်ပါတယ်